တိုင်းမျိုးပါလားရှင်ဟုတ်တယ်ဗျဟုတ်တယ်ပြောပါဗျဟုတ်ကဲ့ DVB သတင်းဌာနပါဟုတ်ကဲ့ခုနကဆက်တယ်ရလားမသိဘူးဟုတ်တယ်ရှင်ဒီအကိုတို့အိမ်ကဆေးကမ်းမှာပေါ့နော်အသေးစားတန်ရာရသူတွေကိုလက်ခံကုသပေးနေလို့သိရပါတယ်ဘာကြောင့်ဒီလိုတနိုင်တစ်ပိုင်းကုသပေးဖို့အတွက်ဆက်လုပ်ဖြစ်တာလဲပေါ့နော်ဆက်လုပ်တာတော့ကျွန်တော်တို့ဖြစ်သွားပြီဆိုတော့မျိုးလုံးဖြစ်တော့ကျွန်တော်အများနဲ့ကူနေကြပြီဒီအတိုင်းတစ်ခုဆိုရင်တော့ကျွန်တော်အများဆေးကတော့ပိတ်မနေပါကျွန်တော်တို့မှဘာမှဖြစ်တာကျွန်တော်ဘာမှဖြစ်မှာတော့ကိုကုပေးဖို့ပဲလုပ်လိုက်တော့တာပေါ့ဟုတ်ကဲ့ပြီးတော့လက်ရှိရောဘယ်လိုကုသမှုတွေပေးနေလဲပေါ့နော်နောက်ပြီးတော့ဒီငလင်ကြောင့်ထိခိုက်ဒဏ်ရာရမှုနဲ့လက်ခံကုသပေးနိုင်တဲ့အခြေအနေကရောဘယ်လိုမျိုးရှိလဲရှင်ကျွန်တော်ကုပေးတာကတော့ကျွန်တော်ကုနိုင်တဲ့အခြေအနေကကျွန်တော်တို့ရိုးသားမဲ့စေကန်းအသေးလေးပဲပြကျွန်တော်တစ်ပိုင်းတစ်ပိုင်းစေကန်းလေးပဲဆိုတဲ့ကြောင့်ကျွန်တော်တို့မှာပြောရင်အကြီးစားတင်ရပေါ့ရိုးချိုးရပါဖြစ်ရောကျွန်တော်မလုပ်နိုင်ဘူးဒါပေမဲ့ဟိုမှာသွေးထွက်လွန်တာတွေမဖြစ်အောင်ကျွန်တော်လုပ်ပေးထားနိုင်တယ်မှာခေါင်းခွဲပြီးမှပိုးမွေအောင်တစ်ခါတည်းချိုးနေချုပ်ပေးထားလိုက်တယ်ခေါင်းခွဲနေခေါင်းကုန်နေပေါ်နေအကုန်လုံးခွဲပြေးသွေးထွက်နေရတယ်အကုန်လုံးချက်ချင်းကျွန်တော်သွေးလုံးဝမထွက်ရအောင်ဖြစ်ကျွန်တော်ချုပ်ပေးထားလိုက်တယ်အကုန်လုံးပေါ့အဲ့တော့ပဲလုပ်ပေးနိုင်တယ်ကျွန်တော်လုံးဝချီမွသွားရဲလုံးဝအုပ်ပုံချီပြီးမှလုံးဝလက်တစ်ခုလုံးချီမွသွားရဲခါရိုးချီမွသွားရဲအဲ့လောက်ဖြစ်တော့ကျွန်တော်မလုပ်နိုင်ဘူးအဲ့တော့ကျွန်တော်စေုံပို့ပေးရတယ်ဗျအချင်းဝင်ပို့လိုက်ရတာပေါ့ကျွန်တော်လုပ်နိုင်တာဒီသွေးမထွက်မလွန်အောင်အတွက်ပဲအဓိကတော့ပြင်းသက်တောင်ပေါ့နောက်အဲ့အတွက်နောက်ပြီးပိုးမွန်အောင်အတွက်ရလောက်ပဲကျွန်တော်ကမြင်လုပ်ပေးနိုင်လိုက်တယ်ဗျအဲ့အတွက်ပဲအဲ့၃ချက်ပဲပေါ့ဟုတ်စေကောက်လာတဲ့သူတွေရောများလားဘယ်လိုမျိုးရှိလဲရှင်ဘယ်လိုတန်ရာတွေအများဆုံးတွေ့ရလဲများတာတော့ဗျအဓိကတော့ကျွန်တော်ကပြေးရတဲ့ခါကျတော့ရှာကြတယ်ဗျတန်ခွဲတွေရှာကြတယ်နောက်ပြီးတော့ရင်ပြိုတဲ့ခါမှာဆိုတာအုတ်တိုင်းပြေးကြတယ်အုတ်တိုင်းပြီးကြတယ်ပြီးနေရင်ပြီးကြတယ်မျက်နှာကျက်ပြီးကြတယ်အဲ့အရာတွေပဲအဓိကလာကြတာပေါ့ပြီးအုပ်ပုံတွေကနေဆွဲထုတ်လာတဲ့လူတွေဆိုတော့အဲ့မှာပြဲလာကြတယ်နောက်ပြီးတော့ခြေောက်တွေဆွဲကြည်သွားကြတယ်ဆွဲကြတော့ဒီလက်ဂျန်ကြီးချက်လုံးစုပ်ပြတ်တဲ့သွားပြဲထွက်သွားတဲ့ဟာတွေဘာလို့လဲပြဲကွဲပြဲလာတဲ့ဟာတွေပဲလောက်ရတာပေါ့နောက်တစ်ထားလိုက်ရင်လည်းသူကဖိုးဝင်မလားဒါမှမဟုတ်သွေးထွက်လုံးမလားဆိုကျွန်တော်ကြောက်ရတဲ့ကြောင့်ကျွန်တော်တစ်ခါတည်းချုပ်ပေးလိုက်ရတာဗျဒီငလင်ကြီးကပေါ့နော်မတ်လ28ရက်နေ့လယ်ပိုင်းလောက်ခတ်ခဲ့တာဆိုတော့ဗောနော်လက်ရှိအချိန်အထိဆိုရင်ဘယ်လောက်ထိဒူပေါင်းဘယ်လောက်ထိလာပြီးတော့ကုသကြလဲဘယ်လောက်ထိကုသပေးခဲ့လဲဗောကျွန်တော်တော့မသိဘူးပြကျွန်တော်3ယောက်ရှိစီကျွန်တော်ဒီဆရာဝန်3ယောက်ရှိတာကျွန်တော်နေ့လေတနာရီတိုးကနေစပြီး3ယောက်လုံးရှိတာကျွန်တော်ည9နာရီထိုးပြီးကျွန်တော်တို့အဲ့ချိန်ကြီးတော့မတော့ရဘူးဗျဈေးကိုတော့လို့မရအောင်အချိန်တအားကိုရှုပ်ချက်ခတ်နေတာပေါ့3ယောက်ပေါ့ချုပ်ရရှိရလဲကျွန်တော်ချုပ်တာရင်းမြန်ချုပ်ပေးတယ်ပြီးရင်ကျွတ်တယ်ပတိစီရရှိရစီရနဲ့ကိုလုပ်ရကြတော့တတိုက်လောက်တာပေါ့ဗျကျွန်တော်ရေမတော့ရေတော့ရဖို့အချိန်မနာပဲနဲ့ကိုကျွန်တော်တတိုက်လုပ်ပေးတာပေါ့အဲ့ဒါည9နာရီထိုးမှပဲရက်သွားတယ်ဗျအပြီးတော့မနေ့ကဆိုလဲကျွန်တော်တို့နေ့လေမနေ့က9နာရီထိုးလောက်ကနေစပြီးမှအဲ့မှာကျွတ်ရကျွန်တော်တိမဲ့တွေတည်သွားကြပြီအဲ့မှာဒဏ်ရာရပြီးကျန်နေခဲ့တယ်ဆိုတာချက်ဆေးုံမှာမနိုင်ဘဲနဲ့သူကဆေးုံကနေပြန်လွတ်လိုက်တာပေါ့နောက်ရက်ကျမှလာချုပ်ကြတော့ဆိုပြီးဟာတွေကျတော့အဲ့မှာကွဲပြင်းနေကြတယ်လေကွဲပြင်းနေရကျဆေးုံကချုပ်မပေးဘူးဆိုတော့သူကတိမဲ့ရင်လူနာကိုရင်လောက်ရတာဟုတ်အဲ့မှာတိမဲ့လူနာရင်လောက်ပြီးတဲ့ခါမှာသူကဒီဒဏ်ရာအပြင်းသားဒဏ်ရာတွေကျတော့လုံးမပြီးတော့တဲ့ခါမှာကျွန်တော်တို့အဲ့ကောင်းကွဲရတယ်လက်ပြဲရတယ်ကြောက်ပြဲရတယ်အကုန်လုံးပေါ့အဲ့ဆွဲပြဲနေရတယ်အကုန်လုံးတော့လုပ်ပေးရတယ်ဗျအဲ့မနေ့ကလည်းမနေ့3နာရီနဲ့ညနေမနေ့9နာရီထိုးလောက်ကနေစရမှအိမ်ကိုရောက်လာကြတာညနေ3နာရီလောက်အထိတက်လာနေကြတော့မယ်ဒီငလင်လှုပ်ပြီးချိန်ကနေပြီးလက်ရှိအချိန်ဒီပေါ့လေလူပေါင်းဘယ်လောက်ရှိလဲပေါ့ကုသပေးနေရကလေးတွေအမျိုးသမီးတွေရှာကြော်ပါလေဗျနေ့ရက်တိုက်ဆိုကျွန်တော်မနေ့ကတော့အရင်ကြီးမများဘူးတပြန်မနေ့ကတော့တိုက်ဆိုရာတော့ကြော်ပါလေဗျကျွန်တော်တိရတော့မပြောနိုင်ဘူးဗျညာတော့ရာကနေတော့ညာတော့ချီမှာပဲပေါ့လေကျွန်တော်မှလည်း3ယောက်တည်းတက်နိုင်တယ်လို့လေးပဲလောက်ရဆိုကျွန်တော်ဒီရာကြော်တော့လုံးနိုင်နေပြောအောင်ပေါ့ဒီဘယ်တော့တိကျလဲကျွန်တော်လည်းမှတ်မထားနိုင်တော့ဘူးဗျအဲ့ဒါအမျိုးသမီးရောကလေးရောလူကြီးရောအဲ့လိုပါပဲပြောမှာပဲတန်ရာပြင်းထန်တဲ့သူတွေကိုရောဆေးရုံလွှဲပေးတဲ့အခါမှာဘယ်လိုမျိုးအခက်အခဲစိန်ခေါ်မှုရောတွေ့ရလဲရှင့်ဆေးရုံကတော့ပြောရတော့ဆေးရုံမှာလည်းလူမှမရှိတာဆေးရုံကလူမရှိတော့သူကလည်းဘာမှမလုပ်နိုင်တော့သူများတော့ပြင်တော့ဆုံးသွားကြတယ်များပါတယ်ဆေးရုံမှာလည်းပေးကြတယ်လည်းအများကြီးပဲပေါ့ကျွန်တော်တက်နိုင်တာကျွန်တော်တို့မှလည်းကျွန်တော်ဒီမှာလည်းကြေကြပါတိမှမရှိတာပြည်မှာမရှိတော့ကျွန်တော်လည်းရတော့ပဲအခုမှလည်းဘာလို့ဆိုဒီတွေ့ထွက်မလို့အောင်မယ်အရေးပေါ်ပတိသိပေးနိုင်တာလို့ကျွန်တော်မှလုပ်လို့ရတယ်ပေါ့တချို့တန်ရာအကြီးဆိုရင်ပေါ့လေတော့ရတဏ္ဍာအမှန်ဒီကောင်းကွဲထွက်သွားတော့လက်များချောက်တွေအပြည့်ကြီးဖြစ်တာတော့ပြီးမထွက်လို့အောင်မလို့ကျွန်တော်ကကေပေးနိုင်လိုက်တယ်အကုန်လုံးအပြည့်စီလုပ်ပေးနိုင်လိုက်ပြီးမယ်အဲ့တန်ရာကြီးတို့ကျွန်တော်လုပ်လို့မရဘူးနောက်ပြီးတော့ရိုးချိုးဟာတွေလည်းအောက်ပြီးကြကြတော့မှပဲရိုးအထုပ်နဲ့ပြန်ပြဖို့တော့ပဲကျွန်တော်တို့အရေးပေါ်တော့ပဲလုပ်ပေးလိုက်ရတာပေါ့တန်ရာဒီရပိုင်းသက်သာနေဖို့ပဲလုပ်ပေးရတာပေါ့ဒီတိုင်းလိုက်ခက်ခဲနေတော့ဒီမှာမသိအောင်ပဲအကုန်လုံးလုပ်ပေးနေရပြောမှာပဲအခုဒီစကိုင်းမျိုးဘိုးပြုတ်ပြီးတော့ဗောနော်လှုပ်ခတ်သွားတဲ့ငလင်ကနှစ်ပေါင်း100ကျော်အတွင်းမှာအပြင်းထန်ဆုံးငလင်ဖြစ်တယ်လို့လည်းသိရတယ်ဗောနော်အဲ့တော့အခုတို့ဒီမမျှော်လင့်ထားမယ်နဲ့အခုလိုမျိုးရုပ်တရက်ကြီးတဘာဘေးရနေကိုကြုံတွေ့လိုက်ရတဲ့အချိန်မှာဗောနော်ဘယ်လိုမျိုးမြင်လဲဗောဆရာဝန်တယောက်အနေနဲ့
ကျွန်တော်ဘယ်လိုဖြစ်ပါ့တော့ဒီဒီဆိုရအနေနဲ့ပြောရင်တော့ဒီတဘာဝပေးရနေတဲ့ပတ်သက်လို့ဘာတစ်ခုမှအခုချိန်ဒီစက်စကဘာမှမရှိခဲ့ဘူးလို့ဆိုပဲပြောမှလားဒီအဲ့တော့လည်းတော့ရောက်တယ်ဗျာဘာမှပေးနေတယ်ထားတယ်တော့တင်ပါဒီစင်ထားတယ်တော့နည်းနည်းခုတိုင်းလူခုတိုင်းရပါခဏရှိမှာပေါ်နေတယ်တခုတန်နေပါခုဆိုလည်းဒီကေရေးပါတော့ဒါဟိုခက်ခဲနေကြပြောပါပေါ့ဒီစီလေးဘာမှမရှိဘဲနဲ့နည်းနည်းချင်းခုမှရှားချက်ပြီးလုပ်နေကြတော့တော်တော်လေးခက်ခဲကြတယ်ပြောမှာပဲအဲ့လိုပဲပြောမှာပဲတော်တော်လေးခက်ခဲပါတယ်အစိုးရကျွန်တော်တို့အဲ့ဆိုလည်းဒါအပြန်နေလုပ်ပေးနေကြလူတို့ကျတော့လေအစိုးရဘာမှမလုပ်နိုင်တော့ကျွန်တော်တို့အပြန်လူလုပ်ပေးနေကြတယ်မရှိရှိဒီစီနဲ့လုပ်နေရဆိုဖြစ်ပြီးကျွန်တော်မှလည်းမရှိမယ်လို့ပဲခါမှာတော်တော်လေးအဆင်ပြေဘူးပေါ့ဗျာသူကတော့တိတ်မကြခင်တော့ကျွန်တော်တို့နည်းနည်းလူလာနိုင်မယ်ဗျဟိုကျွန်တော်တို့လုပ်ပေးလိုက်တဲ့ဟာတွေလည်းချက်ချင်းအရေးပေါ်တော့လုပ်ပေးလိုက်တာဖြစ်လို့ကျွန်တော်နောက်ထပ်ထပ်ပြီးမှအရေးပေါ်အခြေအနေရထပ်အရေးပေါ်ဆိုတာနောက်ပြန်ယောဂပိုးဝင်တာတွေရှိလာမယ်တရားရီချာနာဖြစ်လာလိမ့်မယ်နောက်အဲ့ဒီနောက်ဆက်ဒီစမနီရှ်မတော့လုပ်လိမ့်မယ်ကျွန်တော်ကအဲ့လောက်ထိလုပ်ဖို့ကျွန်တော်ကလူငယ်တအားနေတော့ပစ္စည်းလည်းမရှိဘူးဖြစ်နေ